ဆောင်းခုငယ်တနေ့တကြီးဝမ်းစာဝါရီအတွက်မိုင်းယာထောင်ချီတောင်မှဖြတ်ခီးစံနေရဇာတိမီမှာမွဲပြကြလို့တဆောင်းဝန်တိုင်းလေဟုန်ကိုစီနေစမင်းတွေကိုခွာကြတရားမှုပဲဆောင်းခုရတဲ့ငှက်တွေဟာအများကြီးရဲမျက်နှာဘက်ခဲဆက်ဆက်ချီမကြရှာတဲ့ဆောင်းခုငှက်တွေတချို့ကတော့ဆောင်းခုရင်ဘယ်တင်နဲ့ညိဘယ်ကိုင်းနဲ့ထီလို့ဇာတိကိုပြန်လျောက်ကြတယ်လေတော့မသိဘူးမျိုးသားတင်းနဲ့ယာဒီဥရုအစဟတ်မမေ့ရတော့နာဂတ်တူကိုတောင်းရတော့တာလေလမ်းသေးချာရွေးငါရင်သွေးဆိုပြီးတုတ်တုတ်မာနေတဲ့ငှက်ဦးကြီးဟာမြေပေါ်ကိုထိုးကြအခွင့်ရသမျှပြစ်ဖို့ချောင်းနေတဲ့မုတ်ဆိုးကြအသက်ကိုတိမ်နေနေအနာဂတ်ကိုတောင်းပန်ပေါ်အပ်ဆောင်းခွေရအရက်စီပြန်တတ်တော့ဒီဆောင်းခွေနှင်းတွေအရေးပြုလို့ငွေဥရောက်တော့ဇာတိမီတောင်းပန်တဲ့စုံနဲ့အရောက်ပြန်လာနိုင်ဦးမှာပါသူရှိဆောင်းခွေနဲ့